တော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ကဆုံလဆန်း12ရက်ရန်ကုန်တိုင်းသာကေတမြို့နယ်အမှတ်8ရပ်ကွက်လစဉ်ဆောင်းစံတော်နဲ့လူဝဲဝတ္ထုအစုစုလူတန်းမှုစေရနာရှင်လူငယ်များ၏ပထမအကြိမ်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာအထူးတရားပွဲ၌ဟောကြားအပ်သောဘဝခရီးသွားအနည်းအများတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဧဆွန်ခြင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ခံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘဝခရီးသွားအနေများဆိုတာလောကလူတွေဟာလောကမှာရှိတဲ့တ attva တွေဟာတန်တရားထဲမှာခရီးသွားနေကြရလို့အလုံးဟာဘဝခရီးသွားပဲလို့ဘုရားမြတ်စွာကတန်တရားထဲမှာတဘဝကနေတဘဝသွားနေရတဲ့ပုဂ္ဂိုလ်တွေကိုအတ္တကူခရီးသွားများလို့ခရီးသွားတယ်ဆိုတာတူတောင်းတဲ့ခရီးကိုသွားနေကြတာမဟုတ်ဘူးမဆုံးနိုင်တဲ့ခရီးကိုသွားနေကြတာဘဝခရီးဆိုတာဘယ်တော့မှအဆုံးသတ်မယ်ဆိုတာမသိနိုင်ကြဘူးပေါ့အဲဒီလိုဘဝခရီးရှည်လျားစွာသွားရောက်ပြီးတော့နေကြရတာဟာဘာကြောင့်လဲလို့မြတ်စွာဘုရားကသစ္စာတန်ရုပ်ပါဠိတော်မှာထောက်ပြထားတာကတော့အဒိဋ္ဌတာအရိယတသစ္စာတအရိယသူတော်စင်တွေသိမြင်တဲ့အမှန်တရားကိုမသိလို့တန်တရားထဲမှာခရီးသွားနေကြရတာအဲ့တော့တန်တရားခရီးကြီးကိုရပ်တန့်ပြစ်ချင်တယ်ဆိုလို့ရှိရင်သစ္စာလေးပါးကိုသိအောင်လုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲသစ္စာလေးပါးကိုမသိသေးသမျှမြတ်စွာဘုရားသခင်ကိုရောမြတ်ကငါဖရာရောအလုံးသောတ attva တွေပါတဘဝကနေတဘဝတန်တရားခရီးကြီးကိုမဆုံးနိုင်အောင်အစမထင်တန်တရားတစ်ခွင်မှာ
ပြေးသွားနေကြရတယ်တဲ့ဒါကြောင့်မို့သစ္စာလေးပါးသိဖို့ဆိုတာအလွန်အရေးကြီးတယ်ပေါ့လောကမှာမြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေသူတော်စင်တွေအနေနဲ့ပြောမယ်ဆိုရင်သူပြောနဲ့သစ္စာလေးပါးကိုကြားဘူးနေကြတာအကြည့်ပဲအကုန်လုံးအဲ့တော့သစ္စာလေးပါးကိုသိတယ်ဆိုတာဘယ်လိုအသိမျိုးလဲနံပါတ်1သစ္စာလေးပါးကိုသိတယ်ဆိုတဲ့နေရာမှာသုတမယဉာဏ်နဲ့သိတဲ့အသိကတစ်မျိုးဘာဝနာမယဉာဏ်နဲ့သိတဲ့အသိကတစ်မျိုးလို့ဒီလိုနှမျိုးခွဲခြားပြီးတော့မှတ်ဖို့လိုတယ်ပေါ့သစ္စာလေးပါးဆိုတာကအလုံးသိတဲ့အတိုင်းဒုက္ခသမုဒယဒုက္ခនិရောဓဂามိနိပฏิပဒါတဲ့ဆိုလိုတာကဘုန်းကြီးတို့တွေဘဝမှာရထားတာဘာကိုရထားတာတုံးလို့ဆိုရင်ဒုက္ခဆိုတာကိုရထားတယ်အဲ့ဒီဒုက္ခဆိုတာဘာကိုပြောတာတုံးလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာတဏ္ဍာမှာရှိနေတဲ့ယုတ်နဲ့နာနဲ့နှမျိုးကိုဒုက္ခလို့ပြောတာပဲအဲ့ဒီကိုရထားတဲ့ဟာတို့တွေဘာရထားတာတုံးလို့မေးလို့ရှိရင်ဒုက္ခကိုရထားတာလူတွေမှာခန္ဓာယုတ်ခန္ဓာကိုယ်ကြီးရှိတယ်ယုတ်ခန္ဓာကိုယ်ကြီးနဲ့တွဲဖက်ပြီးတော့အသိစိတ်ရှိတယ်ယုတ်ခန္ဓာကိုယ်ကြီးကိုယုတ်တရားလို့ပြောပြီးတော့အသိစိတ်ကိုတော့နံတရားဒီလိုပြောလို့ရတယ်ပေါ့နော်အဲ့တော့ယုတ်နံနှစ်ပါးဟာခြုံငုံပြီးတော့ပြောမယ်ဆိုရင်လူတွေရထားတဲ့တတ္တဝါတွေရထားတဲ့ယုတ်နံနှစ်ပါးဟာဒုက္ခပဲဘာဖြစ်လို့ဒီနေရာမှာဒုက္ခလို့ပြောတာလဲလို့ဆိုလို့ရှိရင်ဒုဆိုတာဆင်းရဲဒုက္ခတွေအာလုံးစုပုံတည်ရှိနေတာဖြစ်လို့အလွန်ဆက်ဆုပ်ယွံမုန်းစရာကောင်းတဲ့ဟာကိုဒုလို့ခေါ်တယ်ဒုက္ခဆိုတဲ့စကားလုံးလေးမှာအဓိပ္ပာယ်နှစ်မျိုးစကားလုံးနှစ်ခုပါတယ်ပေါ့ဒုရယ်ခရယ်အဲ့ဒီစကားလုံးနှစ်ခုကိုပေါင်းစပ်လိုက်တာဒုက္ခဒုဆိုဒီမှာယောဂဝေဒနာအာလုံးပြဿနာအာလုံးရဲ့တည်ရှိရာဖြစ်လို့ဆက်ဆုပ်ယွန်ရှာပွဲကောင်းတဲ့အရာလို့ဒီလိုအဓိပ္ပာယ်ရတယ်ကဲဘုန်းကြီးတို့တွေကြည့်ပေါ့ယောဂတွေကဘယ်မှာရှိတုံးဆိုရင်ကိုယ်ခန္ဓာမှာပဲရှိတာပဲလေဟောဒီခန္ဓာတွေမှာဖြစ်တာပဲရုပ်ယောဂပဲဖြစ်ဖြစ်စိတ်ယောဂပဲဖြစ်ဖြစ်ဘယ်မှာရှိတုံးဆိုရင်ဟောဒီယုတ်နံနှစ်ပါးဆိုတဲ့ခန္ဓာတရားပေါ်မှာပဲရှိတယ်မဟုတ်လားဒါရင်ကလာလို့ဆိုမကဘူးလောကမှာရှိသမျှပြဿနာတွေအလုံးဟာဘယ်မှာစုတည်နေတုံးစုပြီးတော့စုဝေးတည်ရှိနေတုံးဆိုလို့ရှိရင်ဟောဒီခန္ဓာ၅ပါးပေါ်မှာစုဝေးတည်ရှိနေတာပဲခန္ဓာ၅ပါးရှိနေသေးသမျှပြဿနာတွေအကုန်ရှိနေမှာပဲနာကျင်ခိုက်ခဲတဲ့ပြဿနာတွေရှိတယ်ခံရခက်တဲ့ပြဿနာတွေရှိတယ်96ပါးယောဂဝေဒနာတွေရှိတယ်အလုံးလောကမှာအစင်မပြေမှုမှန်သမျှဘယ်မှာရှိနေတုံးဆိုရင်ဟောဒီရထားတဲ့ယုံနာခန္ဓာနှစ်ပါးပေါ်မှာပဲရှိတယ်ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့ဒုဆိုတာဘေးရန်အန္တရာယ်တွေအလုံးဟောဒီယုံနာနှစ်ခုပေါ်မှာရှိနေတယ်ယုံနာနှစ်ခုရှိနေရင်ဘေးရန်အန္တရာယ်တွေအလုံးကြုံကြအလုံးသိကြတဲ့အတိုင်းပဲမကြခင်ကပဲကြံတွင်းမှာဘုံပေါက်လို့ဒုက္ခရောက်သွားတဲ့လူတွေအများကြီးရှိတယ်ဟုတ်ကဲ့လားအဲ့ဒါလို့ဒုက္ခရောက်ရတာဘာကြောင့်လဲလို့မေးမယ်ဆိုရင်ဟောဒီခန္ဓာရှိနေလို့ဒုက္ခရောက်ကြသူတို့သာရောက်တာငါတို့မရောက်ဘူးလို့ဒီလိုလည်းမတွေ့လိမ့်နဲ့နော်လောကမှာရှိတဲ့ဆင်းရဲဒုက္ခမှန်သမျှယုံ nant ရှိနေတဲ့ပုဂ္ဂိုလ်တိုင်းနဲ့သက်ဆိုင်နေတယ်အခုဒီကနေ့ခေတ်မှာဒီနှစ်မှာဆိုလို့ရှိရင်အလုံးသိတဲ့အတိုင်းရာသီဥတုရဲ့အပူဒဏ်ကိုခံနေကြရတာဘယ်သူတွေခံရတာတော့ဆိုဒီယုံ nant နှစ်ခုပဲမဟုတ်လားဟောပြဿနာတွေဘာလာခဲ့အေးဒဏ်လာလဲဟောဒီခန္ဓာပဲအပူဒဏ်လာလဲဒီခန္ဓာပဲတခြားပြဿနာတွေလာလဲဟောဒီယုံ nant ခန္ဓာတွေကြီးပဲမဟုတ်လား
အဲ့တော့လောကမှာရှိတဲ့မလို့အပ်တဲ့ဆင်းရဲဒုက္ခမှန်သမျှဟာဟောဒီယုံနံခန္ဓာပေါ်မှာတည်ရှိနေတာဖြစ်သောကြောင့်ဒုဆိုတာမကောင်းဘူးလို့ပြောတာကဲကောင်းတယ်လို့ပြောနိုင်တဲ့အကွက်ရှိရဲ့လားမရှိဘူးသူ့ဘာသူနေရင်လဲလူဟာအိပ်ရင်စားရင်တောက်ရင်နေရင်ထိုင်ရင်ကလည်းပဲတစ်ဖြည်းတစ်ဖြည်းနဲ့အိုးလာနေတာပဲဟုတ်ကလားဘယ်မှမသွားဘူးကိုယ်အိမ်မှာအေးဆေးဆေးနေတယ်အပူထဲမထွက်ဘူးအေးထဲနေတယ်အေယာကွန်းနဲ့နေတယ်ဘာနဲ့ပဲနေတက်တာသလို့သာထင်ကြတာသူကတော့အပြက်ဘက်ကိုသွားမနေဘူးလားအေးလောကမှာရှိတဲ့အန္တရာယ်တွေမလွတ်လပ်တဲ့အခြေအနေတွေအားလုံးဟာဟောဒီယုံနာခန္ဓာပေါ်မှာတီးနေလို့သူ့ကိုဒုလို့ဒုက္ခလို့ပြောတာဒုဆိုတာဆက်ဆုပ်เสียယွံမုန်းเสียကောင်းတယ်လိုချင်เสียမရှိဘူးဘာဖြစ်လို့တော့ပြဿနာအလုံးရဲ့စုဝေးတည်ရှိရာဖြစ်နေလို့လိုချင်เสียမကောင်းဘူးလို့ပြောတာအဲ့ဒီလိုချင်เสียမကောင်းတဲ့ယုံနဲ့နံတွေပေါ်မှာလူတွေထင်ကြတဲ့အတိုင်းမြဲတယ်ဆိုတဲ့အရာရှာလို့လည်းမရဘူးငါလို့ပြောเสียလည်းရှာလို့မရဘူးငါဟာလို့ပြောเสียဆိုတာလည်းရှာလို့မရသည့်အတွက်ကြောင့်ခတဲ့ခဆိုတာကောင်းကင်ဆိုတာလက်နဲ့ကင်ချစ်လို့ရပါမလားကောင်းကင်ဆိုတာတကယ်တော့ဘာမှမရှိတဲ့နေရာကိုခေါ်တာပဲလေအကောင်အထည်မပြနိုင်တဲ့အရာကိုခေါ်တာထို့တူပဲဟောဒီယုံနံခန္ဓာတွေဟာဘာမှကိုထင်တဲ့အတိုင်းငါဆိုတာလည်းမရှိဘူးငါရဲ့ဥစ္စာဆိုတာလည်းမရှိဘူးဘာဆိုဘာတစ်ခုမှမရှိဘူးသူ့တဘာဝအတိုင်းသူ့ဟာသူဖြစ်နေတဲ့အရာတွေသာဖြစ်သောကြောင့်ခအဲ့ဒီနှစ်ခုကိုပေါင်းစားလိုက်တဲ့အခါကျတော့ဒုက္ခလို့ဒီလိုပြောတာเนาะအဲ့တော့ဒုက္ခလို့ဆိုတဲ့အဲမှာချမ်းသာတွေလည်းဒီထဲပဲဒုက္ခပဲဆံချမ်းသာတွေလည်းပဲဒုက္ခဆိုတဲ့အဲမှာပါတာပဲလောကီနဲ့ပတ်သက်တဲ့ချမ်းသာတွေမှန်သမျှဟောဒီဒုက္ခဆက်ဆုပ်เสียကောင်းပြီးတော့တကယ်တော့ဘာဆိုဘာမှမရှိတဲ့အရာကြီးပဲလို့ကိုထင်ထားတဲ့အရာတွေတခုမှမပါဝင်တဲ့အရာကြီးပဲလို့ဒီလိုအတိပ္ပယ်နဲ့မြတ်စွာဘုရားကနံပါတ်1သစ္စာဒုက္ခကိုဟောတာနော်အဲ့ဒါကိုမသိသေးသမျှဘုန်းကြီးတို့တွေဘဝကိုလိုချင်နေကြသေးတယ်လေဘဝကိုလိုချင်နေကြသေးတယ်ဆင်းရဲဒုက္ခရောက်သွားရင်ငါတော့မရောက်ဘူးသူ့ပဲရောက်တယ်သေသွားရင်လည်းငါတော့မသေဘူးသူပဲသေတယ်လို့ဒီလိုထင်နေကြတာပဲဟုတ်ကလားထိတ်လန့်တုန်လုံးမှုကမရှိကြသေးဘူးပေါ့အဲ့ဒါဟာဒုက္ခကိုမမြင်သေးလို့ပဲပေါ့အေးဒုက္ခဆိုတာကိုအခုသုတမယနဲ့သုတမယညာမြတ်စွာဘုရားဟောထားတဲ့တရားကိုနာရ၍ဖြစ်စေဘုရားဟောတရားတော်တွေကိုရှင်းလင်းပြသလို့သိရတဲ့အခါမှာဖြစ်စေဒုက္ခဆိုတာကိုကြားလိုက်ရတယ်သိလိုက်ရတယ်အတိကလေးရလာအဲ့ဒီအတိလေးရလာတာကိုသုတမယညာလို့ခေါ်တာပဲအဲ့ဒီသုတမယညာဟာကဘာမှာရှိတဲ့လူဦးရေတန်ပေါင်း 6000 ထဲကနေဘယ်နှယောက်များရနိုင်တော့မရနိုင်ဘူးနော်ဘဝကိုဒုက္ခလို့မြင်တဲ့ပုဂ္ဂိုလ်ဟာဘယ်နှယောက်များရှိနိုင်တော့မရှိနိုင်ဘူးမြန်မာပြည်မှာတန်ပေါင်း50ကျော်ရှိတဲ့လူတွေတဲတောင်မှပဲလူတိုင်းဒီအသိမရှိနိုင်ဘူးဟုတ်ကလားဘုရားဘာသာမဟုတ်တဲ့နိုင်ငံကလူတွေတော့မပြောနဲ့ပေါ့တရားဓမ္မကိုကြားဘူးနာဝရှိနေတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒုက္ခဆိုတာကိုမသိကြဘူးတဲ့အေးဒါကြောင့်မလို့နံပါတ်1သစ္စာဒုဋ္ဌတမြင်နိုင်ခဲ့တယ်မြင်ခဲ့လို့နည်းနည်းတယ်ကိုယ်နာရှိနေပဲလို့မြင်မြင်မှမြင်တာလေဒုက္ခဆိုတာလူတွေပြောတော့ပြောနေကြတာပဲဒါပဲမြင်လားလို့ဆိုမမြင်ဘူးဘယ်လိုမြင်နေတော့ဒုက္ခလို့ပဲမြင်တာပဲလူဘဝရလာတယ်ဆိုလို့ရှိရင်လူတွေဟာဘဝကိုตายရနေကြတာပျော်မွေ့နေကြတာပဲဆင်းရဲလိုက်တာလို့ညီးတာခေါင်းကိုက်မှကြောကိုက်မှနေမကောင်းမှဒီလိုညီးတာကြံတဲ့အချိန်မှာပြောနေကြတာပဲမဟုတ်လားအေးဒါကြောင့်မလို့ဒုက္ခဆိုတာကိုမြင်အောင်သိဖို့ရှိဖို့အမြဲတမ်းအရေးကြီးတယ်တဲ့ဒါတွေမမြင်သေးသမျှတော့ဘဝခရီးကိုရှောက်လန်းနေကြရအောင်ပါပဲလို့မြတ်စွာဘုရားဒီလိုဟောတာနော်
ဒီဒုက္ခဆိုတဲ့ပရမသစ္စာကိုမြတ်စွာဘုရားကသုတ္တမယဉာဏ်နဲ့အခုလိုသိပြီးတဲ့အခါမှာဘာဝနာမယဉာဏ်နဲ့သိအောင်လုပ်ဖို့ဘာဝနာမယဉာဏ်ဆိုတာဒုသဏ္ဍမှာယုံနဲ့နှမျိုးပဲရှိတယ်လို့တမာရီတရားကိုထူထောင်ပြီးတော့ဉာဏ်စွမ်းအားနဲ့ကြည့်တဲ့အခါမှာခုနကပြောတဲ့အခြေအနေဇိုးတွေအကုန်လုံးတွေ့လိမ့်မယ်ခန္ဓာကိုယ်ကြီးဟာပြဿနာတွေအားလုံးယောဂဝေဒနာတွေအားလုံးဘေးဥပအန္တရာယ်တွေအားလုံးတည်ရှိရာဖြစ်သောကြောင့်ဒုထင်တဲ့အတိုင်းဘာတစ်ခုမှမရှိသောကြောင့်ခဆိုတဲ့အဓိပ္ပာယ်တွေဟာထင်ရှားလာနိုင်တယ်ပေါ့ဝိပဿနာဉာဏ်နဲ့ကြည့်ပြီဆိုရင်အဲ့ဒီသဘောတွေဟာထင်ထင်ရှားရှားတွေ့လာရအောင်အဲ့တော့နံပါတ်1ဒုက္ခသစ္စာကိုမြတ်စွာဘုရားကပရိညေယတဲ့ပိုင်းခြားပြီးတော့သိရမယ်တဲ့သိအောင်လုပ်ရမယ်သစ္စာလို့ပြောတာနော်ဒုက္ခဆိုတာဖယ်ရှားဖို့မကြိုးစားလို့မရဘူးသိအောင်ပဲလုပ်ရမယ်ဒီယုံနံတရားတွေဟာစိတ်ပြည့်စရာတွေညီငွေ့စရာတွေအနှစ်သာရဘာတစ်ခုမှမရှိလို့စိတ်သုံးနေတဲ့အရာတွေလို့ဒါတွေကိုမြင်အောင်ပိုင်းခြားသိဖို့ပဲလုပ်ဖို့လိုတယ်တဲ့ဒါကြောင့်မို့လို့ပရိညေယလို့ပြောတာနော်ဒုက္ခသစ္စာဆိုတာပရိညေယပိုင်းခြားပြီးတော့သိအောင်အဲ့ဒါလိုပိုင်းခြားသိသွားပြီဆိုရင်တော့ခုနကဘာဝနာမယပညာဖြစ်လာတာပေါ့နံပါတ်1ကသုတ္တမယဉာဏ်နဲ့သိအောင်လုပ်ရမယ်နံပါတ်2ကျတော့ဘာတော့ဘာဝနာမယပညာနဲ့သိအောင်လုပ်ရမယ်တဲ့အဲ့တော့ဒုက္ခကိုပိုင်းခြားပြီးတော့သိလာတဲ့အခါမှာဘုန်းကြီးတို့တွေပြဿနာတစ်ခုတွေးလာလို့ရှိရင်ဒီပြဿနာဘာကြောင့်ဖြစ်တာလဲဆိုတာမရှာရဘူးလားဒီဒုက္ခဘာကြောင့်ဖြစ်တာလဲလို့စဉ်းစားလိုက်တဲ့အခါမှာမြတ်စွာဘုရားကအဖြေထုတ်ပေးထားတာဒုက္ခသမုဒယဒီဒုက္ခကိုဖြစ်ပေါ်စေနေတတ်တာအကြောင်းမဲ့မဟုတ်ဘူးအကြောင်းရှိတယ်အဲ့ဒီအကြောင်းဟာလူချင်းနေမှုပဲဘုန်းကြီးတို့တွေကဒုက္ခဆိုတဲ့နာမည်နဲ့လိုချင်တာတော့မဟုတ်ဘူးလိုချင်တာကဒုက္ခဆိုတဲ့နာမည်နဲ့လိုတာဟုတ်ကလားဘဝကိုလိုချင်တဲ့အခါမှာဆင်းရဲဒုက္ခဆိုတဲ့အနေနဲ့လိုချင်တာမဟုတ်ဘူးဒုက္ခလို့ချမ်းသာတယ်ဆိုတဲ့အထင်နဲ့လိုချင်နေတာလေအဲ့တော့ချမ်းသာဆိုတဲ့အထင်နဲ့လိုချင်နေတာလိုချင်မှုဆိုတဲ့တဏှာတရားသည်အခုဒုက္ခထပ်တလဲလဲဖြစ်ပေါ်ခြင်းအကြောင်းတရားပဲဒါကြောင့်မို့မြတ်စွာဘုရားကဒုက္ခသမုဒယလို့ဒီလိုဟောတာအဲ့ဒီဒုက္ခသမုဒယကြတော့ဘာလို့ရမှာလဲလို့ဆိုရင်ဒုက္ခသမုဒယကိုနံပါတ်1သုတ္တမယဉာဏ်ဖြင့်သိအောင်လုပ်နံပါတ်2တကယ်ကိုဒုက္ခမြင်ပြီးရင်ဒုက္ခရဲ့အကြောင်းတရားကိုအမှန်ကန်သိအောင်ကြိုးစားပြီးတော့ဘာဝေနာမယဉာဏ်နဲ့သိအောင်လုပ်သိလာတဲ့အခါမှာဒုက္ခသမုဒယဆိုတာဘာလို့ရမှာလဲလို့ဆိုရင်ပဟာတ္တဗလေဖယ်ရှားပြရမယ့်တရားဖြစ်တယ်ဆိုလိုတာကဒုက္ခမလိုချင်ဘူးဆိုရင်ဒုက္ခရဲ့အကြောင်းတရားကိုဖယ်ရှားဆိုပါစို့အရေးမလိုချင်ဘူးဆိုရင်တစ်ပင်အရေးကြီးကထိုးနေလို့အရေးမလိုချင်ဘူးဆိုရင်ဘာလို့ရတစ်ပင်ခုတ်ပြရမှာဟုတ်ကလားအကျိုးမရချင်ဘူးဆိုရင်အကြောင်းကိုပယ်တတ်ရမှာပဲအဲ့ဒီကိုအကြောင်းကိုပယ်တတ်ဖို့ဒါကြောင့်မို့ဒုက္ခသမုဒယဆိုတဲ့ဒုတိယသစ္စာဖယ်ရှားပြရမယ့်သစ္စာတရားတစ်ခုပဲဒါဖြင့်ဖယ်ရှားခြင်းနဲ့ဆိုတော့နီလန်းကရှိရတစ်ပင်တစ်ပင်ခုတ်လဲခြင်းလို့ရှိရင်လွှတို့ဓာတ်တို့တစ်ခုနဲ့ခုတ်ရမှာမဟုတ်လားဒုက္ခသမုဒယလို့ဆိုတဲ့ဒီတဏှာကိုဖယ်ရှားခြင်းဘာနဲ့ဖယ်ရှားမှာတော့ဆိုရင်ဒုက္ခនិရောဓဂ ामि နိပฏิပဒါအရိယသစ္စာဆိုပြီးတော့မြတ်စွာဘုရားကနံပါတ်4မှာဖယ်ရှားဖို့ရအတွက်နီလန်မဂ္ဂင်၈ပါးအကျင့်တရားလို့ဒီလိုဟောထားတယ်ဟုတ်ကဲ့လားအဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့ထဲမှာလဲကြည့်လိုက်လေနံပါတ်1ကသမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်မြင်အောင်လုပ်တဲ့ဒါဘာဝနာမယဉာဏ်ပဲပြောတာပဲဟုတ်လားမှန်မှန်ကန်ကန်မြင်အောင်ဘာလုပ်ရမလဲအမှန်မှန်ကန်ကန်တွေးတောတတ်ရမယ်သမ္မာသင်္ကပ္ပအဲ့ဒါလို့ဖြစ်လာအောင်မှန်မှန်ကန်တွေးတောမှုဖြစ်လာအောင်အခြေခံအားဖြင့်ဘာတွေလို့လဲဆိုရင်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလကောင်းမှုလို့တယ်တဲ့ကိုချင်းသီလမကောင်းမဲနဲ့ခုနအချင်းရာတွေကပေါ်လာဖို့ခက်တယ်တဲ့နော်ဒါ
ဒါကြောင့်မို့ကိုချင်းတင်လာအရင်ကောင်းအောင်လုပ်ပြီးတဲ့အခါမှာဘာလို့တုံးဆိုလို့ရှိရင်တမ္မာဝါယာမမှန်မှန်ကန်ကန်ကြိုးပမ်းအထောက်မှုတဲ့တမ္မာနဲ့တော့ဒီဒုက္ခသမုဒယဆိုတာကိုဖယ်ရှားနိုင်မှာမဟုတ်ဘူးကြိုးစားပြီးတော့မှသာဖယ်ရှားလို့ရမယ်တဲ့လုံလဝိရိယပြင်းပြင်းထန်ထန်နဲ့လုံဝဖယ်ရှားလို့ရတယ်ဟုတ်ကဲ့တမ္မာဇွဲလုံလမျိုးမဟုတ်ဘူးမြတ်စွာဘုရားကထိုသုတ်တန်တွေမှာဟောထားတာကိုလိုချင်တဲ့အတိုင်းအတာတစ်ခုမရမချင်းနောက်မဆုတ်ဘူးကျိုးပန်းအားထုတ်မှုကိုရပ်တန့်မပြစ်ဘူးဆိုတဲ့လုံလဝိရိယမျိုးဖြစ်ရမယ်ဘုန်းကြီးတို့တွေကမရောက်ခင်ရနာချင်ကြတယ်လေအဲ့တော့မရောက်ခင်ရနာလိုက်လို့ရှိရင်ရောက်နိုင်ပါတော့မလားမရောက်နိုင်ဘူးဝိရိယဘယ်ထိသွားရမှာတုံးဆိုရင်လမ်းဆုံးထိအောင်သွားနိုင်တဲ့ဆွဲမြဲတဲ့လုံလဝိရိယကိုပြောတာနော်အဲ့ဒါကြောင့်မို့တမ္မာဝါယာမလို့ဟောတာကြိုးစားပြီဆိုရင်အဓိကဘာလို့တတိထားဖို့လိုအပ်တယ်အမြဲတတိရှိနေရမယ်ရမ်းလို့လည်းမရဘူးဒါကြောင့်မို့လို့တမ္မာတတိစိတ်ကလေးလည်းငြိမ်အောင်ရှိမှအတိညာဆိုတာဖွင့်ပြနိုင်တာဖြစ်လို့သမာဓိကလည်းရှိရမယ်တမ္မာသမာဓိပေါင်းလိုက်တဲ့အခါကျတော့မဂ္ဂင်၈ပါးပဲမဟုတ်လားအဲ့ဒီမဂ္ဂင်၈ပါးကိုဒုက္ခនិရောဓဂါမိနိပฏิပဒါလို့မြတ်စွာဘုရားဟောတယ်ဒုက္ခချုပ်ဖို့လို့ဆိုပြီးမဲ့လို့ခုနဒုက္ခသမုဒယကိုဖယ်ရှားဖို့အကျင့်ဟာလည်းဒါပဲဒါပေမဲ့မြတ်စွာဘုရားကဒီနေရာမှာဒုက္ခនិရောဓလို့သာသုံးလိုက်တာဒုက္ခသမုဒယပဟာနလို့သုံးတာမဟုတ်ဘူးเนาะသို့တော့နားလည်ရမှာကအကျိုးကိုဖယ်ရှားခြင်းဘာလို့ရမလဲအကြောင်းတရားကိုပယ်တတ်ရမယ်တဲ့ဒါကြောင့်မို့ဓမ္မစကြာမှာဟောတဲ့အခါမှာဒုက္ခនិရောဓလို့ပြောပြီးတဲ့အခါမှာဒုက္ခនិရောဓဆိုတာဘာလဲလို့ဟောတဲ့အခါမှာယာယံတဏပောနုဘဝိကနန္ဒီရာဂသဟကတာဆိုတဏဖယ်ရှားတာကိုပဲဒုက္ခនិရောဓလို့ဟောခဲ့တယ်လေဒုက္ခនិရောဓဆိုတာဒုက္ခချုပ်ငြိမ်းသွားတာအဲ့ဒီဒုက္ခချုပ်ငြိမ်းမှုရာအတွက်ဘာလို့ရမှာတော့ဆိုရင်ဒုက္ခသမုဒယကိုဖယ်ရှားပြရမယ်လို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့အဲ့ဒီဖယ်ရှားဖို့ဖယ်ရှားတဲ့နိလန်းကြတော့ဒုက္ခនិရောဓဂါမိနိပฏิပဒါလို့မဂ္ဂသစ္စာကိုဟောတယ်ဒါဖြင့်မဂ္ဂသစ္စာအကျင့်တရားကိုကျင့်လိုက်လို့ရှိရင်ဘာရနိုင်တော့ဆိုရင်ဒုက္ခនិရောဓဆိုတဲ့ယတ္တကိုရမယ်ပေါ့ကိုမလိုချင်တဲ့ဒုက္ခလုံးဝချုပ်ငြိမ်းသွားလိမ့်မယ်ဟောသစ္စာ၄ပါးဟာအချင်းချုပ်အနေနဲ့မြတ်စွာဘုရားကလုပ်ငန်းသဘောကိုဖော်ပြတာเนาะအဲ့ဒီလုပ်ငန်းသဘောကိုသိမှသစ္စာ၄ပါးကိုပိုင်ပိုင်နိုင်နိုင်သိတယ်လို့ပြောရမယ်အဲ့တော့လုပ်ငန်းသဘောဆိုတာဘာလို့ဆိုရင်ဒုက္ခသစ္စာဆိုတာပိုင်းခြားသိရမယ်သမုဒယသစ္စာဆိုတာဖယ်ရှားရမယ်និရောဓသစ္စာဆိုတာမျက်မှောက်တွေ့ကြုံတွေ့အောင်လုပ်ရမယ်မဂ္ဂသစ္စာဆိုတာပွားများအားထုတ်ရမယ်ကိုယ်တဏ္ဍာမှာတိုးပွားအောင်လုပ်ဆိုလိုတာကရှင်းရှင်းပြောရလို့ရှိရင်မဂ္ဂသစ္စာနဲ့ဒုက္ခပေါ်မှာအလုပ်လုပ်မဂ္ဂသစ္စာနဲ့ဒုက္ခကိုကြည့်ဒီလိုဆိုလို့တယ်ဟုတ်ကဲ့လားမဂ္ဂသစ္စာကိုပဲခုခေတ်ပြောနေကြတာကမ္မထာအာထုတ်တယ်လို့ပြောတာကမ္မထာအာထုတ်တယ်ဆိုတာဘာလုပ်နေတာတော့မဂ္ဂသစ္စာထူထောင်နေတာလို့ပဲပြောရဟုတ်ကဲ့လားအဲ့တော့မဂ္ဂသစ္စာသူကြည်ထူထောင်တာလားလို့ဆိုမဟုတ်ဘူးဘယ်ကိုဥတည်ပြီးထူထောင်နေတာတော့ဆိုဒုက္ခကိုဥတည်ပြီးထူထောင်မဂ္ဂသစ္စာသည်ဒုက္ခကိုအာယုံပြုပြီးထူထောင်နေတာဒုက္ခကိုနားလည်အောင်မဂ္ဂသစ္စာကိုလုပ်နေတယ်ပေါ့အဲ့တော့အလုံးလုံးနေတာကမဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာဒုက္ခသစ္စာကအာယုံမဂ္ဂသစ္စာကအလုံးလုံးတာအဲ့လိုအလုံးလုံးတဲ့အခါကျတော့ယတ္တက2မျိုးထွက်လာဘာလဲလို့ဆိုရင်သမုဒယဆိုတဲ့တဏှာကိုဖယ်ရှားပြစ်ခြင်းဒုက္ခတွေလုံးဝအဆုံးသတ်သွားခြင်းဆိုတဲ့အကျိုးနှစ်ခုကိုရတယ်ဟုတ်ကဲ့လားအလုံးတစ်ခုမှာဒီလိုယတ္တ2ခုထွက်လာယတ္တ2ခုထွက်လာဒါကြောင့်မို့မြတ်စွာဘုရားသစ္စာ၄ပါးနဲ့ပြည့်ပြည့်စုံစုံဟောတာနောက်ထပ်၅ပါးထပ်တိုးเสียတပါးထပ်တိုးเสียမလိုဘူး၅ပါးတို့6ပါးတို့လုံးเสียမလိုဘူးဟုတ်ကဲ့လား
မေဃသစ္စာနဲ့ဒုက္ခသစ္စာပေါ်မှာအလုံးလုံးဒါကိုကမ္မထာအထုတ်တယ်လို့ပြောတာအဲ့ဒီကမ္မထာအထုတ်လာလို့ရလာတဲ့အကျိုးကဘာလို့ဆိုရင်သမုဒိယကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုនិရောဓကိုမျက်မှောက်ပြုတာဒါအကျိုးအဲ့ဒီလမ်းစဉ်ကိုမှန်မှန်ကန်ကန်မသိသေးတဲ့မြတ်ခုနကဘဝခရီးကိုရှောက်လန်းနေကြရအောင်ပါလို့ဒီလိုဟောတာเนาะသစ္စာလေးပါးကိုမသိသေးတဲ့မြတ်ဘဝခရီးကိုရှောက်လန်းနေကြရအောင်ပဲတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဟာဘဝခရီးကိုအဆုံးသတ်ခြင်းလို့ရှိရင်ဒုက္ခဆိုတာဘာလဲသိအောင်ကြိုးစားရမယ်ဒုက္ခသမုဒယဆိုတာဘာလဲသိအောင်ကြိုးစားရမယ်ဒုက္ခនិရောဓဆိုတာဘာလဲသိအောင်ကြိုးစားရမယ်ဒုက္ခនិရောဓဂ ामिनी ပฏิပဒါဆိုတာဘာလဲသိအောင်ကြိုးစားရမယ်အဲ့ဒါသိအောင်ကြိုးစားဖို့ဟာအရေးအကြီးဆုံးပဲဟုတ်ကဲ့လားဒါကြောင့်မြတ်စွာဘုရားကဒီသစ္စာလေးပါးကိုမသိသေးလို့ရှိရင်ဘဝခရီးမှာတတ္တဝါတွေကသွားနေကြရအောင်ပါပဲအဲ့ဒါလို့သွားနေတဲ့အချိန်မှာအ ਨੇ အများကိုတွက်ပြီးတော့ကြည့်ခုခေတ်မှာလူတွေကပြောတယ်ဥပမာပဲကဘာမှာခရီးသွားလုပ်ငန်းလုပ်နေတဲ့လူတွေဟာခရီးသည်တွေဒီနေ့ဘလောက်လာတယ်ဘလောက်မလာဘူးမတွက်ကြဘူးလားဘဝတန်တရားမှာလည်းပဲခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေကိုတွက်ကြည့်ခရီးသည်တွေဟာဘယ်ကိုအသွားများနေသလဲဆိုတာကိုကြည့်အောင်သစ္စာလေးပါးကိုမသိဘူးဆိုရင်ခရီးသည်တွေကဘယ်ကိုအသွားများသလဲတန်တရားထဲမှာသူများကိုမကြည့်နဲ့ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်မယ်ဆိုရင်တို့ဘယ်ကိုခရီးအကျဉ်းချင်းသွားခဲ့တယ်လဲဟုတ်လားတမန်အယတမကတော့ပြောမှာပေါ့ရန်ကုန်နေတဲ့လူကလည်းတို့မန္တလေးခဏခဏရောက်တယ်ဟုတ်လားဟိုခဏခဏရောက်တယ်ဒီခဏခဏရောက်တယ်နဲ့ခရီးသွားတာပြောကြမှာပဲเนาะသို့သောတန်တရားခရီးနဲ့ပြောမယ်ဆိုလို့ရှိရင်မှတ်ဖို့ရတာဂတိ၅မျိုးဆိုတာအရင်မှတ်လိုက်လူတွေသွားနေတဲ့လမ်းကြောင်းကြီး၅ခုရှိတယ်သို့မဟုတ် destination ခရီးသွားတဲ့နေရာ၅ဌာနရှိတယ်ပေါ့ဂတိ၅ပါးလို့ခေါ်တယ်အဲ့ဒီဂတိ၅ပါးကဘာတုံးဆိုလို့ရှိရင်နိရယဂတိတဲ့ငရဲဘုံငရဲဘဝဟုတ်ကဲ့လားပြီးတဲ့အခါကျတော့တိရိစ္ဆာနာဂတိတိရိစ္ဆာန်ဘုံတိရိစ္ဆာန်ဘဝပေတဂတိပြိတ္တာဘုံပြိတ္တာဘဝနဲ့မနုဿဂတိလူဘုံလူဘဝဒေဝဂတိနတ်ဘုံနတ်ဘဝလမ်းကြောင်းကြီး၅သွဲခရီးသွားရဌာန၅ဌာနရှိတယ်ပေါ့ကဲကောင်းပြီလူသားတယောက်အနေနဲ့ကြည့်မြန်မာပြည်မှာလူဦးရေသန်းပေါင်း90ကျော်ရှိတယ်အဲ့ဒီသန်းပေါင်း90ကျော်သောလူတွေဟာဘဝခရီးထွက်ကြပြီဆိုလို့ရှိရင်ဘယ်ကိုသွားတာများသလဲဆိုတာမြတ်စွာဘုရားဒေသနာတော်နဲ့ကြည့်ရအောင်သူများနိုင်ငံတွေအသာထားကိုယ်နိုင်ငံကိုပဲကြည့်ဟုတ်ကဲ့လားမြတ်စွာဘုရားကဒီဒေသနာတော်ကိုဟောတော်မယ်ဆိုတဲ့အခါမှာတစ်ပင်အောက်မှာထိုင်ရင်းကနေပြီးတော့မြေကြီးပေါ်ကမြူမုံကလေးတွေမြေမှုန့်ကလေးကိုယူပြီးတော့လက်သေးကောင်ပေါ်တင်လိုက်တင်ပြီးတဲ့အခါမှာအနီးနားမှာရှိတဲ့ယဟန်တွေကိုလက်တွေ့ပြတဲ့အနေနဲ့ကြီးငါးလက်သေးကောင်မှာရှိတဲ့မြေမှုန့်ကလေးရယ်ဟောဒီကဘာမှာရှိတဲ့မဟာပထဝီမြေကြီးရယ်ဘယ်ကများတုံးဆိုအရှင်ဘုရားတဲ့အရှင်ဘုရားလက်သေးပေါ်ကမြေမှုန့်လေးကမပြောပါတော့အောင်နည်းနည်းလေးပါကဘာမြေကြီးနဲ့နှိုင်းဆန်လို့မရတော့အောင်ကဘာမြေကြီးကများပါတယ်လို့ဒီလိုဟောတာနော်ဒီလိုဖြေတဲ့အခါမှာမြတ်စွာဘုရားကပြောအဲ့ဒီတိုင်းမှတ်ထားကြတဲ့ကြည့်နော်လက်သေးခင်ပေါ်ကမြေမှုန့်ရယ်ခြံတဲ့မြေကြီးပေါ်ကမြေမှုန့်အဲ့ဒီတိုင်းမှတ်ထားကြတဲ့လူဘဝကသေပြီးတော့လူဘဝပြန်ဖြစ်တဲ့လူဟာအဲ့လက်သေးကောင်ပေါ်ကမြေမှုန့်လောက်ပဲရှိတယ်ဟုတ်ကဲ့ဘဝခရီးကိုသွားတဲ့အခါမြန်မာပြည်မှာသန်းပေါင်း90သောလူတွေဘဝခရီးကိုသွားကြပြီဆိုလို့ရှိရင်လူဘဝကနေလူဘဝပြန်ဖြစ်တဲ့လူဟာအဲ့ဒါလောက်ကလေးပဲရှိတယ်ဟုတ်ကဲ့အဲ့ဒါလောက်ကလေးပဲရှိတယ်တကမ္ဘာလုံးနဲ့ခြုံကြည့်မယ်ဆိုရင်
အမတန်မှလူဘဝကနေလူဘဝပြန်ဖြစ်တာလူသေးလူဖြစ်အလွန်ကိုနဲတယ်ဟုတ်ကဲ့လားမရှိဘူးလို့တော့မပြောဘူးရှိတယ်အလွန်ကိုနဲတယ်ဘလောက်ထိနဲတော့ဘလောက်ထိနဲတော့ဆိုရင်ဖရာရဲ့လက်သေးကောင်ပေါ်ကမြုံမုံလေးလောက်ပဲရှိတယ်ဒါဘယ်သူနဲ့နှိုင်းရှင်ပြောတာတော့ဆိုကဘာမြေကြီးပေါ်ကမြေနဲ့နှိုင်းရှင်ပြောတာနော်အဲ့ဒါကအမတန်နဲတယ်တဲ့ဒါဖြင့်ဘာတွေကများတော့လူသေးပြီးရင်ငရဲကြတာအများလူသေးပြီးတော့တိရစ္ဆာန်ဖြစ်တာများလူသေးပြီးတော့ပြိတ္တာဘဝရောက်သွားတာအများတခါလူသေးပြီးတော့နတ်ဖြစ်တာရောဆိုအဲ့ဒါလည်းနဲတယ်လူသေးပြီးလူဖြစ်တာလည်းနဲတယ်လူသေးပြီးတော့နတ်ဖြစ်တာလည်းနဲတယ်ပိုနဲเสียရှိတယ်ဘာလို့လဲဆိုနတ်ကလူတဲ့အဆင့်မြင့်သွားတာကိုအဲ့တော့လူသေးလူဖြစ်တာကရာခိုင်နှုန်း1ရာခိုင်နှုန်းသို့မဟုတ်2ရာခိုင်နှုန်းဆိုလို့ရှိရင်လူသေးပြီးနတ်ဖြစ်တာကြ1ရာခိုင်နှုန်းပေါ့ဒီလိုပြောလို့တာပေါ့ဟုတ်ကဲ့လားအေးလူဘဝကသေပြီးတော့ငရဲကျသွားတဲ့လူတွေကအများစုလူဘဝကသေပြီးတော့တိရစ္ဆာန်ဖြစ်သွားတာတွေကအများစုမယုံမရှိနဲ့လေလူတွေကစားတောက်နေတာတနေ့နဲသလားတတ္တဝါတွေလူစားတဲ့တတ္တဝါတွေမနဲဘူးတော့လူမစားတဲ့တတ္တဝါတွေအများကြီးရှိသေးတယ်အဲ့တော့တိရစ္ဆာန်ဘဝဆိုတာနဲတာမှမဟုတ်တာဟုတ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဘဝခရီးသွားတို့ရဲ့အ ਨੇ အများကိုတွက်ချလိုက်တဲ့အခါမှာတဲ့လူသေးပြီးတော့လူဖြစ်တာရဲ့လူသေးပြီးတော့နတ်ဖြစ်တာရဲ့အမတန်မှနဲတယ်လူသေးပြီးတော့ငရဲကျသွားတယ်လူသေးပြီးတော့ပြိတ္တာဖြစ်တယ်လူသေးပြီးတိရစ္ဆာန်ဖြစ်တယ်အဲ့ဒါကပိုများတယ်ဟုတ်ကဲ့ဒါလူနဲ့ပတ်သက်ပြီးတော့ပြောရကဲနတ်နဲ့ပတ်သက်ပြီးပြောကြအောင်ဆိုနတ်ပြည်ကနတ်သားတွေနတ်သမီးတွေနတ်ပြည်ရောက်နေကြတယ်နတ်တွေလည်းတနေ့ကျတော့သေတာပဲတက်တန်းရှိလို့ရှင်နော်သူတို့ကသေပုံသေနည်းလူတွေနဲ့မတူတာတွေရှိသေးတယ်လူတွေတဲ့သူကသေပုံသေနည်းမတူတာတွေရှိသေးတယ်လူတွေကတော့လူတွေသေပုံသေနည်းကတစ်မျိုးပေါ့နော်တက်တန်းကုံလို့သေးတာတို့ကံကုံလို့သေးတာတို့နှမျိုးလုံးကုံလို့သေးတာတို့ဥပိ္ပစေတကကံနဲ့သေးတာတို့နတ်ကြတော့ဘာလို့ဆိုလို့ရှိရင်အစာစားချိန်လွန်သွားရင်လည်းသေတတ်တယ်စိတ်ဆိုးရင်လည်းသေလူပြေကလူတွေသေမယ်ဆိုရင်တော့စိတ်ဆိုးလို့သေရင်တော့လူတော်ကြမှာမဟုတ်ဘူးနော်အဲ့တော့နတ်တွေကသူကအချိန်မှန်စားရတယ်အချိန်မှန်မစားလို့အပျော်ကျူးပြီးတော့အချိန်လွန်သွားလို့ရှိရင်နတ်ခန္ဓာကိုယ်ကလောင်ကျွမ်းသွားတော့မြင်းငိမ့်သွားတယ်လို့ပဲဟုတ်ခနဲ့နတ်တွေတော့ခန္ဓာကိုယ်ကအမတန်နူးသည့်အတွက်ကြောင့်သူကပျောက်သွားအလောင်းကြီးတော့မကြံရဘူးနာကအမတန်မှနူးလို့အေးစိတ်ဆိုးရင်သေတယ်ဆိုတာနတ်တွေကတစ်ခါကျတော့လူတွေလိုပဲမနာလိုစိတ်တွေရှိတယ်ဥပမာမဲ့နတ်သားတယောက်ကနေပြီးတော့သူ့ရဲ့စည်းစိမ်ဥစ္စာတွေနဲ့ရှေ့ကနေပြီးတော့အချမ်းရံနေနဲ့ကြွားဝင်းသွားတယ်သွားတော့နောက်ကမြင်တဲ့နတ်ကအမြင်ကတ်တယ်ဒီကောင်ကကြွားဆောင်တယ်ပေါ့လူတွေလိုပဲသူကကြွားဆောင်လုပ်ရင်မကြိုက်ဘူးကြွားဆောင်လုပ်တယ်လို့ဆိုပြီးတော့မျက်စောင်းထိုးကြည့်တော့ဟိုလူကလည်းလူဆိုတာမကြိုက်ဘူးဆိုတာမသိတာဘူးလားလူမြင်လိုက်ရင်ကိုယ့်အပေါ်မှာကြည်သလားမကြည်ဘူးလားဆိုတာမျက်စောင်းထိုးကြည့်တယ်မျက်နှာကြောတင်းနေငါ့ကိုမကြည်ဘူးဆိုတာမသိနိုင်ဘူးလားအေးနတ်တွေကလည်းပဲအဲ့လိုပဲဒီပြင်နတ်သားတယောက်ကနေပြီးတော့အမြင်ကတ်တာနဲ့ကြည့်လို့ရှိရင်ဟိုနတ်သားကလည်းသိတော့ဘယ်လိုပြန်ပြောဘယ်လိုပြန်လုပ်တော့ဆိုရင်ငါကံနဲ့ငါလာတာမင်းနဲ့ဘာဆိုင်တော့ဆိုတဲ့အတွေ့မျိုးတွေဝင်လာအဲ့ဒီလိုဆိုပြီးတော့ဟိုနတ်သားကလည်းပြန်ပြီးတော့မျက်စောင်းထိုးတယ်ဒီနတ်သားကလည်းပြန်မျက်စောင်းထိုးရင်ဒေါသတွေကပေါက်ကွဲလာပြီးတော့တယောက်နဲ့တယောက်ရိုက်တာနှက်တာတော့မဟုတ်ဘူးနှစ်ယောက်စလုံးသေသွားကြဟုတ်ကဲ့အဲ့ဒါကိုမနောပရောတိကနတ်လို့ခေါ်တယ်စာပေထဲမှာ
စိတ်နဲ့ပြစ်မှားတာနဲ့တည်သွားကြတာဒေါသထွက်လို့တည်တဲ့နတ်တွေရှိတယ်အဲ့တော့နတ်တည်ပုံတည်နည်းကအဲ့ဒီပုံစံနဲ့တည်တယ်ပေါ့ကောင်းပြီအဲ့ဒီလိုတည်သွားတဲ့နတ်ဘယ်ကိုရောက်တုံးနတ်တည်ပြီးတော့နတ်ပြန်ဖြစ်တာရဲ့နတ်တည်ပြီးတော့လူဖြစ်တာရဲ့အမတန်မှနဲတယ်တဲ့နတ်တည်ပြီးတော့ဘယ်ရောက်တော့ဆိုရင်ငရဲကြတာကများတယ်တဲ့တိရစ္ဆာန်ဖြစ်တာကများတယ်ဟုတ်ကဲ့လားပြိတ္တာဖြစ်သွားတာကများတယ်ဟောဒီစရင်အတွက်တော့လေအဲ့ဒီတိုင်းပဲအဖြေထွက်တယ်ကဲကောင်းပြီဒါဖြင့်ငရဲဘုံသွားကြည့်ငရဲသားဥယေကအမြဲတမ်းပြည့်ညတ်နေတာငရဲသားဥယေကအမြဲတမ်းပြည့်ညတ်ဘယ်တော့မှယော့သွားတယ်လို့မရှိဘူးအဝိစီဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါပြောငရဲခံတဲ့တတ္တဝါတွေဟာတဦးနဲ့တဦးဒီလိုထိပြီးတော့နေရတာနှစ်ယောက်ချားမှာဘာမှမရှိအကြားလက်မရှိဘူးဆိုတာအဝိစီဆိုတာအကြားမရှိဘူးလို့ပြောတယ်ဂျားကလေးမရှိဘူးတဲ့တယောက်နဲ့တယောက်ထိနေတယ်နောက်တစ်ခုကတော့ငရဲမီးလောင်နေတဲ့နေရာမလောင်တဲ့နေရာဆိုတော့မရှိဘူးမီးတောင်ချင်းဆက်နေတာအဲ့ဒါကတစ်ခုနောက်ဆင်းရဲဒုက္ခတွေကလည်းဒလဇက်ရနာတယ်လို့မရှိဘူးအဲ့ဒီအဓိပ္ပာယ်နဲ့အဝိစီလို့ခေါ်တာနော်အဝိစီလို့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုပြောတယ်ကဲအဲ့ဝိစီငရဲမှာရောက်နေကြတဲ့သို့မဟုတ်ငရဲကြနေတဲ့တတ္တဝါတွေဟာလည်းပဲကြံကြည့်မယ်ဆိုရင်ငရဲကသေပြီးတော့လူဖြစ်တာတို့နတ်ဖြစ်တာတို့အလွန်နဲတယ်ငရဲကသေပြီးတော့ငရဲမှာပြန်ဖြစ်တယ်ငရဲကသေပြီးတဲ့အခါကျတော့တိရစ္ဆာန်ဖြစ်တယ်ငရဲကသေပြီးတော့ပြိတ္တာဖြစ်တယ်အဲ့ဒါတွေကပဲများတယ်အလွန်တကယ်မစဉ်းစားရင်တော့စဉ်းစားမယ်ဆိုတကယ်ကြောက်စရာကောင်းတာနော်နောက်တစ်ခါပြိတ္တာဘုံနဲ့တိရစ္ဆာန်ဘုံနဲ့ကြည့်အောင်တိရစ္ဆာန်ဆိုတာလူတွေသိတယ်ကိုယ်နဲ့အနီးစပ်ဆုံးကြောင်ကလေးတွေခွေးလေးတွေပဲကြည့်ကြောင်ဥယျာခွေးဥယျာတွေပဲကြည့်လိုက်ဒီကြောင်လေးတွေသေသွားလို့ရှိရင်ဒီခွေးလေးတွေသေသွားရင်ဘယ်သွားမယ်ထင်နော်ကြောင်ကလေးတွေခွေးလေးတွေသေသွားပြီးတော့လူဖြစ်တာတို့နတ်ဖြစ်တာတို့အလွန်နဲတယ်မရှိသလောက်နဲတယ်ဟောကြောင်သေးပြီးတော့ငရဲကြတာများတယ်ကြောင်သေးပြီးတော့တရိစ္ဆာန်ဖြစ်တာများတယ်ကြောင်သေးပြီးတော့ပြိတ္တာဖြစ်တာများတယ်အကောင်းဘက်ဘဝခရီးမှာအကောင်းဘက်လျှောက်လန်းဖို့ဆိုတာအလွန်ခဲရင်နေနော်ဒါကြောင့်မို့မြတ်စွာဘုရားကလိတ်ကမ်းကြီးဥပမာနဲ့ဟောတာလေဒီအတိတ်ပဲငရဲတရိစ္ဆာန်ပြိတ္တာဖြစ်ပြီးတဲ့နောက်လူဘုံလူဘဝပြန်ရဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ခဲရင်တယ်လို့ပြောတာနော်အေးဒါတော့တချို့တလေကလူဘဝရဲ့တန်ဖိုးကိုမသိဘူးစိတ်ညစ်လို့ဆိုကိုယ့်ကိုယ်တတ်သေးတယ်နောက်ဘဝဘယ်ရောက်သွားမယ်ဆိုတာမသိဘူးနဲ့တူတယ်လူပြန်ဖြစ်မြန်များထင်းနေသလားမသိဘူးနော်ဒါကြောင့်မို့လို့လူဘဝမှာမသေးကြနိုင်အောင်ကုသိုလ်ကောင်းမှုတွေများများလုပ်ဖို့အရေးကြီးတယ်ရထားတဲ့အချိန်လေးကအမတန်တန်ဖိုးရှိတဲ့ဘဝလေးကိုရထားတာအဲ့ဒီတန်ဖိုးရှိတဲ့ဘဝလေးကိုဘာတွေနဲ့အချိန်ဖြုံးလို့ဆိုရင်အပျော်တွေအပါးတွေနဲ့ပဲအချိန်ဖြုံးတယ်စီးပွားရေးကိစ္စတွေနဲ့ပဲအချိန်ဖြုံးတယ်အလုံးဟာဒါတွေနဲ့ပဲအချိန်ဖြုံးပြီးတော့ဘဝတစ်ခုဆုံးသွားကြပြန်တယ်တဲ့ဘာတရားမှလည်းမသိလိုက်ဘူးဆိုအလွန်ဆုံးရှုံးနေတာတယ်ပေါ့မစဉ်းစားရင်တော့မသိဘူးစဉ်းစားရင်အဖြေကဒီတိုင်းလာမှာပဲဟုတ်ကဲ့လားကဲထို့တူပဲပြိတ္တာဘဝကိုကြည့်လိုက်အောင်ပြိတ္တာဘဝကနေလူဖြစ်တာတို့နတ်ဖြစ်တာတို့အလုံးကိုနဲတယ်ဘယ်သွားတော့ပြိတ္တာဘဝကနေပြိတ္တာပြန်ဖြစ်တာပြိတ္တာဘဝကနေငရဲကျသွားတာပြိတ္တာဘဝကနေတိရစ္ဆာန်ဖြစ်သွားတာဒါတွေကပဲများတယ်အဲ့ဒါကိုပြောတာဘဝခရီးသွားအနေအများစရင်ထုတ်ကြည့်လိုက်ရင်အဖြေဟာဒီတိုင်းတွေ့နိုင်ပါတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့သစ္စာတန်ယုတ်ကတုတ်တံသုတ်ပေါင်း20ကျော်ရှိတယ်နော်အဲ့ဒါကိုဘုန်းကြီးတို့တွေခြုံငုံပြီးတော့ဟောတာပါအဓိကအားဖြင့်အခုလိုတန်တရားခရီးမှာအဆိုးတွေနဲ့ပဲဂျုံတွေ့ပြီးတော့လူတွေကတက်လမ်းမရှိပဲနဲ့တတ္တဝါတွေကတက်လမ်းမရှိပဲအောက်ကိုသာဆင်းနေတာဘာကြောင့်လဲသို့မဟုတ်တန်တရားခရီးထဲမှာမဆုံးနိုင်တဲ့ခရီးတွေကိုသွားနေကြရတာဘာကြောင့်လဲလို့ဆိုရင်အဖြေကတော့အမှန်ကန်သစ္စာတရား၄ပါးကိုမသိသေးလို့ပါတဲ့ဒါတွေသိလိုက်ပြီဆိုလို့ရှိရင်ခုနတန်တရားခရီးတွေဟာရပ်သွားတယ်ရှိလေ
ပထမတစ်ချိန်သိလိုက်ပြီဆိုရင်သောတာပန်ဖြစ်သွားလို့အမှန်မြင်ပြီးတော့တန်တရားကင်းသွားလိုက်တာနဲ့တပြိုင်တည်း9 ဘဝပဲကျန်တော့တယ်ခီးသွားဖို့ရ9 ဘဝပဲရှိတော့သောတာပန်ပုဂ္ဂိုလ်သောတာပန်မှာလည်းပဲ3မျိုးရှိသေးတယ်ဧကဘိစီဆိုတဲ့အဆင့်အမြင့်ဆုံးအည်အသွေးအကောင်းဆုံးသောတာပန်ကိုလည်းပဲသူက3မျိုးထပ်ခွဲတာအည်အသွေးအထက်မြတ်ဆုံးသောတာပန်ကဧကဘိစီလို့ခေါ်တယ်ဘိဇဆိုတာမျိုးစိတ်ဘဝမျိုးစိတ်လေးတစ်ခုပဲကျန်တော့တယ်တဘဝပဲဖြစ်ပြီးရင်သူနိဗ္ဗာန်သွားတော့နောက်ဒုတိယသောတာပန်ကျတော့ကောလံကောလလို့ခေါ်တယ်သူကအနည်းဆုံးအများဆုံး6 ဘဝလောက်ပဲတန်တရားမှာခရီးသွားเสียရှိတော့တယ်6 ဘဝပြီးတာနဲ့တန်တရားလွတ်တော့မယ်နောက်ဆုံးဟာတော့တတ္တခတ္တုပရမတဲ့သောတာပန်ဖြစ်သွားပြီဆိုရင်9 ဘဝဟာအလွန်ဆုံးပဲဒါကြောင့်မို့ယရဏတုတ်ထဲမှာပါတယ်ဟုတ်လားနတ္တိဘဝံအဋ္ဌမမာရိယန္တိဆိုကိစ္စာပိတေဟွန်တိဘုတံပမတ္တဘလောက်ပဲတန်တရားထဲမှာမေ့နေတဲ့ဘလောက်ပဲပြင်းပြင်းထန်ထန်မေ့နတ္တိဘဝံအဋ္ဌမမာရိယန္တိ8 ခုမြောက်ဘဝကိုသူတို့မယူတော့ဘူးဘလောက်ပဲမေ့လျော့နေ8 ခုမြောက်ဘဝမဖြစ်တော့ဘူးဆိုတော့သူတို့ခရီးသွားတွေကကန့်တက်လိုက်ပြီပေါ့ဒါသောတာပန်ဟောတဂရကံကြတော့ဒီတဲ့တူသွားပြီအနာကံကြတော့ကာမဘုံလုံးဝမလာတော့ဘူးဇမပြေမှာဟောယဟန္တာကြတော့ဘဝခရီးကဆုံးသက်သွားပြီဒါကြောင့်မို့လို့ယဟန္တာပုဂ္ဂိုလ်တွေကြတော့သူကကတ္တတကူခရီးသွားတဲ့လုပ်ငန်းပြီးသွားပြီလို့ပြောတာရှားဆိုင်သွားပြီအဲ့တော့ဘုန်းကြီးတို့တွေကခရီးဆက်ကြအောင်မှဖြစ်တယ်ခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေဒါဖြစ်တယ်ခရီးကနေရပ်တန့်ပြီးတော့မသွားကြသေးဘူးရပ်တန့်သွားအောင်ဘာလုပ်ရမလဲသစ္စာ 4 ပါးကိုသိအောင်ကြိုးစားအထောက်ရမယ်သစ္စာ 4 ပါးကိုသိအောင်လုပ်တယ်ဆိုတာမဂ္ဂသစ္စာကိုထူထောင်ပြီးတော့ဒုက္ခသစ္စာကိုမြင်အောင်ကြည့်တာသမုဒယသစ္စာကိုဖယ်ရှားပြီးတော့និရောဓသစ္စာကိုစိုက်ထိတာတဲ့ဟုတ်ကဲ့လားဒီအလောက်ကလွဲလို့တခြားရွေးเสียလမ်းမရှိဘူးအဲ့ဒီအတိုင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်မဆုံးနိုင်တဲ့တန်တရားခရီးကြီးကိုရှောင်သွားကြရအောင်ပါပဲလို့ဆိုတာကိုအာလုံးတန်ဝေကစိတ်ထားဖြင့်တို့တွေမြတ်စွာဘုရားသာသနာတော်နဲ့ခြုံတဲ့အချိန်မှာသစ္စာ 4 ပါးအမှန်တရားကိုသိအောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုစီအားထုတ်ပြီးတော့ကြိုးစားအားထုတ်ကိုစီစိတ်အားတွေတက်ကြွပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိတာတဗ္ဗေတမုဟတာအစရမရာတိတိဘောင်နိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗေပူဇာညစ်နောင်ကိလေသာစေတောက်ဟုသမျှတို့သည်သမုဟတပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပဲဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာလာခြင်းလဲကင်းသိခြင်းလဲရှင်တတ်သောတိတိဘဝကိလေသာဟုပုခသိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း